လက်ထက်သွားတဲ့အမျိုးသားနဲ့ပတ်သက်ပြီးတော့မဟုတ်တရားပြောဆိုနေတာကိုဖြေရှင်းလာတဲ့ food blogger နားမှုလေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Selling Insider Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင်နားမှုလေးက food blogger တွေထဲမှာဆိုရင်တော့ဝင်ငွေကောင်းပြီးတော့ကြီးစုသူတန်းနဲ့ချီပြီးတော့ရရှိထားတဲ့သူတယောက်ဖြစ်ပါတယ်ကြီးစုသူတန်းနဲ့ချီရှိပြီးတော့ဝင်ငွေကောင်းတဲ့ food blogger တယောက်ဖြစ်ပေမဲ့လည်းမင်္ဂလာပွဲကိုတိတ်တဆိတ်သာကျင်းပခဲ့တာဖြစ်ပါတယ်မင်္ဂလာပွဲကျင်းပတဲ့အကြောင်းကိုအတိလည်းမပေးသလိုမင်္ဂလာပွဲကိုလည်းအကျဉ်းယုံသာကျင်းပခဲ့တာဖြစ်ပါတယ်ဝင်ငွေကောင်းပေမဲ့မင်္ဂလာပွဲကိုဘာကြောင့်အချင်းယုံကျင်းပတာလဲဆိုပြီးတော့နားမူလီကိုပရိသတ်တရားဝေဖန်နေကြတာဖြစ်ပါတယ်။ဒါအပြင်နားမူလီရဲ့အမျိုးသားက blog ရိုက်တဲ့အချိန်မှာ cameraman ဆိုပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ်။နားမူလီရဲ့အိမ်မှာအမြဲတမ်းရှိနေပြီးတော့အခုမှလက်ထက်တာဆိုပြီးတော့ဆွဆွဲနေကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လဲနားမူလီကသူမရဲ့အိမ်တော်ရေးအခြေအနေမှန်ကိုချပြလာခဲ့တာဖြစ်ပါတယ်။နားမူလီကလက်ထက်လိုက်တာမှန်ပါတယ်။ဒါပေမဲ့သူမနဲ့ပတ်သက်ပြီးတော့ပြောဆိုနေတာတွေကမှားနေတဲ့အကြောင်းကိုထောက်ပြလာခဲ့ရလဲဖြစ်ပါတယ်။နားမူလေးကအများပြောနေကြသလိုကြီးကြီးတက်ချမ်းသာတဲ့သူတရားမဟုတ်ဘူးလို့ရှင်းပြလာခဲ့ပါတယ်။ကြီးကြီးတက်ချမ်းသာတာမဟုတ်တဲ့အတွက်မင်္ဂလာပွဲကိုလည်းအယိုးရှင်းဆုံးသာကျင်းပခဲ့ရလို့ဆိုပါတယ်။ဒါအပြင်နားမူလေးလက်ထက်လိုက်တဲ့အမျိုးသားကအများထင်နေသလို blog ရိုက်ပေးနေတဲ့ cameraman လည်းမဟုတ်ပါဘူး။ blog တွေကိုရိုက်ပေးနေတဲ့သူကနားမူလေးရဲ့မောင်အရေးကရိုက်ပေးထားတာဖြစ်ပါတယ်။မောင်အရေးကရိုက်ပေးထားတာဖြစ်တဲ့အတွက်အခုလက်ထက်လိုက်တဲ့အမျိုးသားကနားမူလေးနဲ့အချိန်ကြာကြီးကျွေးပြီးတော့မှလက်ထက်တာလို့လည်းသိရပါတယ်။နားမူလေးကအခုဆိုရင်အိမ်အောင်တဲ့ဘဝကိုရရှိလို့သွားပါပြီ။အိမ်အောင်ရှင်မဖြစ်သွားတဲ့အကြောင်းကိုလည်းဖုံးကွယ်ထားတာမဟုတ်ပဲမင်္ဂလာဆောင်ဓာတ်ပုံတွေမရသေးတာကြောင့်သာထုံမပြသေးတာဖြစ်ပါတယ်။ဖះเจ้าမှာပဲမင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပြီးတော့ဓပုံနေရရင်အကောင့်မှာတင်ပေးသွားမယ်ဆိုပြီးတော့လည်းအသိပေးလာခဲ့ပါတယ်။အိမ်တော်ရှင်မတယောက်ဖြစ်သွားပြီဆိုပေမဲ့လည်းနားမူလေးကတော့ full blog တွေကိုဆက်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်။ blog တွေကိုစင်စက်မပြတ်တင်ပြသွားအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့ကိုကြီးကိုရာအိမ်တော်ကြီးနဲ့ပတ်သက်တာတွေကိုတော့လုံးဝတင်သွားမှာမဟုတ်ပါဘူး။နားမူလေးကကိုကြီးကိုရာနဲ့ပတ်သက်တာတွေကို social media မှာတင်ရတာမျိုးမကြိုက်ပါဘူး။နားမူလေးရဲ့ vlog တွေကတဘာဝဆန္ဒကြောင့်ကြိုက်နေတဲ့သူတွေများပါတယ်။ဟင်းချက်ပြရင်လည်း totally တဘာဝထွက်ရှိတဲ့အစားအစာတွေကိုအရသာမြိုင်အောင်အမျိုးမျိုးချက်ပြတတ်တာပါ။ဒါကြောင့်မို့လေသူမရဲ့အစားအသောက်ဗီဒီယိုလေးတွေကတမူထူးခြားပြီးတော့ကြည့်ရှုသူတွေများနေတာဖြစ်ပါတယ်။အနုပညာရှင်တွေဆိုလည်းအမြဲတမ်းလိုစောင့်ကြည့်ကြပါတယ်။အောင်ရဲလင်းဆိုရင်လည်းနားမူလေးရဲ့ vlog လေးတွေကိုတော်တော်လေးကြိုက်ပါတယ်။ဒါအပြင်နားမူလေးလည်းထပ်သွားတဲ့အပေါ်မှာဂုဏ်ပြုပေးနေကြရပါ။အောင်ရဲလင်းကအိမ်အထိထမင်းသွားစားတာကြောင့်လည်းနားမူလေးနဲ့ဆွဆွဲပြောဆိုတာတွေရှိခဲ့ပူပါသေးတယ်။အခုဆိုရင်တော့နားမူလေးကတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုထူထောင်လိုက်ပြီပဲဖြစ်ပါတယ်။နားမူလေးကလက်ထက်သွားပြီဖြစ်တာမို့အပြိုကြီးမမ food blogger ဖြစ်တဲ့အမြိုင်ကိုလည်းဘယ်အချိန်လက်ထက်မလဲဆိုပြီးတော့မျှော်လင့်နေကြပြီဖြစ်ပါတယ်။လက်ထက်သွားတဲ့အမျိုးသားနဲ့ပတ်သက်ပြီးတော့မဟုတ်တာတွေပြောစင်ရအောင်ဖြည့်ရှင်းလာတဲ့ food blogger နားမူလေးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။